တကယ်ပြောစမ်းပါအောင်မင်းကလူလားဒါမှမဟုတ်ငတ်လားအော်အေးငါနားလဲပြီမင်းကငါ့ကိုဖမ်းသွားတဲ့တရားနဲ့တော့မတူဘူးပဲမင်းငတ်ကိုငါ့ကိုအစာကျွေးခိုင်းကြတယ်လားဒီတောက်ရဲငတ်ကရွှေမက်မွန်တီစားထားတဲ့သူတွေကိုပဲတီးတန်ပြီးမှထားတာဒါကတော့ငါတို့တွေတီးထားပြီးသားပါမင်းကတကယ်ကိုထက်မြက်တာပဲဆရာကြီးဒီရဲ့တပိတ်ဖျားကြိုးနာပါတယ်မင်းကငါ့ကိုတီးနေကြလားငါတို့တခါဆုံးဖို့တယ်လေဘယ်မှာလဲမင်းကမတ်မိမှာမဟုတ်တာငါကဘာလို့ပြောပြနေရမှာလဲအဲ့ဒီတော့ဆိုရင်ဘသူမှငါ့ကိုတတိမထားမိကြဘူးငါဘဝကခွေးတကောင်ထက်တောင်ပိုဆိုးခဲ့တာမှာ